မင်္ဂလာပါဆမ်မရာတာဟုကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ customer တွေအတွက်ဆမ်မရာတာဟုကနေပြီးတော့ထူးထူးခြားခြား review လေးလုပ်ပေးချင်ပါတယ်အဲ့ဒီပစ္စည်းလေးကတော့ဆမ်မရာတာဟုကနေပြီးတော့တီထွင်ထားတဲ့ပထမအဦးဆုံး recycle ကနေပြီးတော့ထုတ်လုပ်ထားတဲ့ air cooler လေးတွေပဲဖြစ်ပါတယ်သူကဘာလေးတွေနဲ့ပါမလဲဆိုတော့ spray warmer တက်တဲ့တစ်လုံးပါမယ် flow stand နဲ့တစ်လုံးပါမယ်ဒီမှာဘယ်လိုတွေအသုံးပြုထားတာလဲဆိုတော့ကျွန်တော်တို့က air cooler မှာသုံးတဲ့ fan လေးတွေကိုအသုံးပြုထားတယ်ဒီမှာကော်ပုံးလေးရယ်ဒီမှာကျွန်တော်တို့ spray warmer တက်လေးတွေရယ်တည်တည်ချာချာလေးလုပ်ထားတယ်ဒီမှာတော့ flow standing ကိုအောက်က frame လေးတွေတက်ထားတယ်ရွေလျားလို့ရအောင်လို့ကျွန်တော်တို့ကဘိန်းလေးတွေတက်ပေးထားတယ်ဒီမှာတွဲဖက်ပြီးတော့ power station လေးနဲ့လည်းသုံးပြထားမယ်ပုံမှန် air cooler ဒီမှာဆိုလို့ရှိရင်တော့သူ့ရဲ့လေကိုပုံမှန်တက်ဆိုင်အေးလို့ရအောင်လို့ honeycomb ကိုခေါ်တဲ့ဒီကနေပြီးတော့ရေငွေလေးတွေနဲ့သူကအေးမြစေတယ်ပေါ့နော်ကျွန်တော်တို့အခု recycle အသုံးပြုထားတဲ့ air cooler လေးတွေမှာကတော့သူကကြီးကွိုင်တွေကနေတစ်ဆင့်ဖြတ်တန်းစီးစင်းတယ်ဒီမှာကျွန်တော်တို့ကရေနဲ့အသုံးပြုထားမယ်ပို့ပြီးတော့အေးမြခြင်းတယ်ဆိုရင်တော့ air cooler ကိုကျွန်တော်တို့ကရေခဲကြီးပေါ့နော်ရေခဲတုံးလေးတွေကျွန်တော်တို့ကထည့်ပြီးသုံးလိုက်မယ်ဆိုရင်တော့ပို့ပြီးတော့အေးမြစေမှာဖြစ်ပါတယ်ဗျတော့ဒါဒီကျွန်တော်တို့တီထွင်ထားတဲ့ air cooler လေးတွေကတော့ customer တွေအတွက်ကိုဦးစားပေးပြီးကျွန်တော်တို့လုပ်ပေးထားတယ် order မှာခြင်းတယ်ဆိုလဲကျွန်တော်တို့ကလုပ်ပေးတယ်အကယ်၍ကျွန်တော်တို့ installer သမားတွေဆိုရင်တော့ထူးထူးခြားခြားရှင်းပြစရာမလိုဘူးသူတို့လည်းသိထားပြီးသားကိုယ့်ဟန်ကိုလည်းတီထွင်လို့ရတယ်ဒီနေ့ကျွန်တော်စမ်းမောင်းပြပြခြင်းတယ်ဗျအဲ့တော့ကျွန်တော် power station လေးကတော့ watt 1000ပေါ့နော် watt 1000 power station လေးနဲ့ကျွန်တော်တို့ကအသုံးပြုမယ်အဲ့တော့ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ကဒီမှာသုံးတော့မယ်ဆိုရင်ကျွန်တော် spray warmer တက်လေးကျွန်တော်စပြီးတော့အသုံးပြုကြည့်မယ်ပေါ့နော်ဒါဆိုတော့ကျွန်တော်တို့ဒါအသုံးပြုလိုက်ပြီဗျရေပန်လေးကလည်းသူကမောင်းနေတာဖြစ်တဲ့အတွက်ဝက်က60ကျော်တယ်ပဲဗျအဲ့တော့ဒီ power station ကိုကျွန်တော်တို့ကသုံးမယ်ဆိုရင်တော့မှဗရီ69ရာခိုင်နှုန်းနဲ့သုံးနေမယ်ဆိုရင်တော့မှ10နာရီတောင်အသုံးပြုလို့ရမယ်လို့သူကဆိုလိုတယ်ဗျဒီမှာကျွန်တော်လေထွက်နှုန်းအားလေးကိုစမ်းကြည့်မယ်ဆိုရင်ဒါအေးမြတဲ့လေကိုရတယ်ဗျအဲကိုလာတို့မှာဆိုရင်တော့ကျွန်တော်ကရေငွေ့မွိုက်ချလေးတွေကျွန်တော်တို့စီကိုရောက်နိုင်တယ်ဒီကျွန်တော်တို့ aircon နဲ့တွဲဖက်ပြီးတော့ air cooler လေးလုပ်မယ်ဆိုရင်တော့ရေငွေ့ရနေကျွန်တော်တို့စီကိုရောက်နိုင်တဲ့နှုံးသားတွေရော့ကျသွားမယ်အထဲမှာရှိတဲ့ coin ကိုအေးမြတဲ့ရေကဖြတ်တန်းသွားတာဖြစ်တဲ့အတွက်ပို့ပြီးတော့လေအေးမြတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့သုံးပြထားတယ်သူ့မှာဘာလေးတွေပါမလဲလို့ဆိုတော့ဒီမှာကျွန်တော်တို့အသုံးပြုထားတယ်အထဲထဲမှာဆိုရင်ဒီမှာရေပန့်လေးအသုံးပြုထားတယ်အေးတဲ့ရေလေးကိုဒီမှာဖြစ်နေတာဆိုတော့လေကလည်းတော်တော်လေးအေးတယ်ဗျဒါကျွန်တော်တို့စမ်းပြထားတဲ့ position လေးပေါ့နော်အဲ့တော့ကျွန်တော်တို့က spray warmer တက်ကိုအသုံးပြုပြီးတဲ့အခါမှာဒီဘက်ကနေပြီးတော့ flow standing type ကိုကျွန်တော်တို့စမ်းမောင်းကြည့်မယ်ဗျာအဲ့တော့ flow standing type မှာကျွန်တော်တို့ကဘာအသုံးပြုထားလဲလို့ဆိုတော့ဒီမှာက air cooler မှာသုံးတဲ့ကတ်ကလေးကိုကျွန်တော်တို့အသုံးပြုထားတယ်သူကြတော့ဒီမှာ remote နဲ့အသုံးပြုလို့ရမယ်အဲ့တော့ကျွန်တော်ဒီမှာစမ်းကြည့်လိုက်မယ် okay ဒါဆိုရင်တော့ကျွန်တော်တို့ကလဲသွားပြီဗျအဲ့တော့ဒီမှာကပန့်ကအသုံးမပြုသေးဘူးပန့်အသုံးမပြုသေးတဲ့အခါကျတော့သူ့ရဲ့ total watt ကဘယ်လောက်ထွက်မလဲလို့ကျွန်တော်တို့ဒီမှာချက်ကြည့်မယ်ဗျဒီမှာက watt 100ထွက်မယ်ဝတ်100နဲ့ဆိုရင်သူ့ရဲ့ဗရီ69ရာခိုင်နှုန်းဆိုရင်တော့ဒီမှာ9နာရီတော့အသုံးပြုလို့ရသေးတယ်ဝတ်1000ကျွန်တော်တို့ဒီမှာက power station လေးနဲ့ဆိုရင်9နာရီအသုံးပြုလို့ရသေးတယ်အဲ့တော့ပန့်လေးနဲ့ကျွန်တော်မောင်းကြည့်မယ်ဗျဒီမှာခိုးမုတ်ကိုကျွန်တော်တို့နှိပ်ကြည့်လိုက်โอเคခိုးမုတ်နဲ့နှိပ်လိုက်ပြီဆိုရင်သူကပန့်လေးကလှုပ်လောက်ပါပြီအဲ့တော့ပန့်လေးကကျွန်တော်ဒီမှာဘလို့အသုံးပြုလဲလို့ဆိုတော့โอเคဒီမှာ drain pipe ကိုလည်းကျွန်တော်တို့ကဒီထဲထည့်ပေးထားတယ်ရေကိုလည်းဒီကနေပြန်ပြီးတော့စီးဆင်းတယ်ဗျလေကလည်းဒီမှာကြည့်လိုက်မယ်ဆိုရင်တော်တော်အေးတယ်ပုံမှန်တက်ဆိုင်ရင်တော့တော်တော်အေးတယ်လို့ပြောရမယ်ပေါ့နော်အဲ့တော့ power station မှာက total ဘယ်လောက်စားသွားလဲဆိုဝတ်150ကျော်ဒါဆိုရင်ကျွန်တော်တို့က9နာရီလောက်ထိပုံမှန်သုံးလို့ရနေတယ်လို့ပြောတယ်ဗျ spray warmer တက် air cooler လေးကကျွန်တော်တို့စီကိုလေဘယ်လောက်ရလဲဆိုတော့ကျွန်တော်စမ်းကြည့်အောင်ဒီထီကိုကောင်းကောင်းမွန်မွန်လေးလာတယ်ဗျကျွန်တော်အခုဒီနားလောက်ထီကို3ပေ4ပေလောက်ထီကိုဒါတာမန်ကိုပုံမှုပြီးတော့အေးမြတယ်ကျွန်တော်တို့စီကိုလေလဲထိထိရောက်ရောက်ကိုရောက်တယ်ဗျအဲ့ဒီမှာကျွန်တော်တို့ဒီ spray warmer တက်တွေမှာဆိုရင် air cooler လေးတွေကပုံမှန်အတိုင်းပဲဒီမှာဆိုတာတန်ရှင်းလုပ်လို့ရတယ် filter တွေဖြုတ်ပြီးတော့
ကိုယ့်အကိုတန်ရှင်းရေးလုပ်လို့ရတယ်ကြီးတွေပါပိတ်သွားလို့ရှိရင်လေအဲ့တော့ flow standing တိုင်းမှာဆိုရင်လည်းဘယ်နားလောက်ထိရောက်မလဲဆိုတော့ကျွန်တော်တို့စမ်းကြည့်ရမယ်ပေါ့နော်အဲ့တော့ remove နဲ့ကျွန်တော်တို့ပုံကြည့်လိုက်မယ်ဟိုအဝေးရောက်တယ်ဗျဒီမှာဆိုရင်လေကိုတော်တော်လေးကိုထိထိရောက်ကိုစီကိုရောက်လာတယ်ပေါ့နော်ဒါဒီ function ဆိုတာတော်တော်မိုက်တယ်လေထွက်နှုံတာလဲကျွန်တော်တို့စီကိုတိတိရတာရောက်တယ်ဗျကျွန်တော်တို့စုံဦးတည်ထွင်ထားတဲ့ split raw mounted air cooler လေးတွေရယ် flow standing type air cooler လေးတွေကို customer တွေကမှာယူခြင်းနဲ့ဆိုရင်တော့ Samrada ကို page ရဲ့ချက်ပေါက်ကနေပြီးတော့ pre order အနေနဲ့ကျွန်တော်တို့ကကြိုမှာဖို့လို့လိုပါတယ်အဲ့ဒီမှာနယ်ဆိုရင်လည်းနယ်ထီကို parking တွေပတ်ပြီးတော့ကျွန်တော်တို့ကပို့ပေးမှာဖြစ်ပါတယ်ဒီမှာဆိုရင်တော့ဘယ်လိုမျိုးလေးလုပ်ပေးထားလဲဆိုရင်အောက်မှာဘိန်းလေးတွေပါမယ်ဒါရွေတရားလို့ရအောင်လို့ကျွန်တော်တို့ကအကုန်လုံးဘိန်းလေးတွေပါတယ်အနောက်မှာဆိုရင်ဒါရေခဲထည့်လို့ရတဲ့ပုံလေးတွေကျွန်တော်တို့ကလုပ်ပေးထားတယ်အဲ့တော့ customer တွေကနိုင်ရမှာတခါတည်းကတ်ထားပြီးသွားတဲ့ခါကျရင်ဟိုမရွေရှလားကျင်ဘူးဆိုလို့ရှိရင်တော့ဒီမှာ lock number လေးတွေနဲ့ lock လေးတွေနဲ့ကျွန်တော်ဒါခတ်ထားလို့ရတယ်ပေါ့နော်ဒါဆိုရင်တော့မရွေတော့ဘူးအဲ့တော့ flow standing တိုက်မှာဆိုလို့ရှိရင်လေကျွန်တော်တို့ကဘိန်းလေးတွေတက်ပေးထားတယ်ဘိန်းလေးတွေတက်ပေးထားတယ်360 degree ဒါလှည့်လို့ရတယ်ဗျနိုင်ရမှာကတ်ထားမယ်ဆိုလဲကတ်ထားလို့ရတယ်ပြီးရင်ဒီမှာဘိန်းကိုလော့လက်လေးနဲ့ကျွန်တော်တို့ကဒါတက်ထားလိုက်တယ်ဆိုရင်ဒါမရွေတော့ဘူးပေါ့နော် customer တွေကနဲမှာဆိုရင်တော့ပို့ပြီးတော့အဆင်ပြေတယ်ဒီ flow standing တိုက်လေးပဲ parking ပတ်လိုက်ပတ်ပေးမယ်ပြီးလို့ရှိရင်ပို့မိမယ်အရောက်ပို့လိုက်မယ်ဆိုရင်တော့ customer တွေအတွက်ကတော့အရန်ဆင်ပြေပါတယ် energy saving အနေနဲ့က power station လေးတွေနဲ့အသုံးပြုမယ်ဆိုရင်ပို့ပြီးတော့တက်တာတယ်ပုံမှန် air cooler တွေကဝတ်100ဆွဲမယ်ဆိုရင် flow standing type ဆိုရင်တော့ဝတ်100ကျော်တော့ဆွဲတယ်ဒါပေမဲ့သူကလေထွက်နှုန်းတိတိတတ်တာကိုအေးစေတယ် split warm out တက်လေးတွေဆိုရင်ဝက်က60ကျော်ပဲရှိတယ် energy saving ဖြစ်တယ်အေးမြမှုကိုပိုရစေတယ်ဘာလို့လဲဆိုတော့သူကကြီးကွိုင်တွေကနေပြီးတော့ဖြတ်တန်းစီးဆင်းသွားတာဖြစ်တဲ့အတွက်ရေမွိုင်းချွာကျွန်တော်တို့စီကိုဓာတ်ရိုက်မရောက်ဘူးအေးမြတဲ့လက်ဆက်တဲ့လေကိုပို့ပြီးတော့ရစေတာဖြစ်တယ်ကျွန်တော် warranty ပိုင်းမှာကတော့2နှစ်ပေးမယ် fully ကတော့ 1 year ပေးမယ်ကျွန်တော်တို့ကြံတဲ့တစ်နှစ်ကတော့ကျွန်တော်တို့ part and service ပေါ့နော်ဒီမှာပစ္စည်းဘိုးယူမယ်လက်ခကျွန်တော်တို့ free ဒါဒီလိုမျိုးလေးတွေကျွန်တော်တို့ကလုပ်ပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာစုံဦးတီထွင်လိုက်တဲ့ air cooler လေးတွေကိုရွေးချယ်မှာယူခြင်းနဲ့ဆိုရင်တော့ Samrada ဟူရဲ့ service center ဖြစ်တဲ့အမှတ်1264ခါကြီးလမ်း20နဝရီ short house super 1ကုန်တိုက်အဒီမှာလာရောက်ကြည့်ရှုဝယ်ယူနိုင်တယ်လို့ဖုန်းနံပါတ်တွေဖြစ်တဲ့394213898943လုံးကိုလည်းဆက်သွယ်ပြီးတော့ဝယ်ယူရရှိနိုင်ပါတယ်